ကျွန်တော်တို့ပတ်ဝန်းကျင်ကတာမန်ရာတွေလို့ထင်ရတဲ့ຢာတွေတကယ်တော့လေသူတို့မှရှုပ်ထွေးပြီးမမြင်နိုင်တဲ့လှဝက်ကုတ်တွေနဲ့ level နေတယ်ဆိုတာတွေးဖူးကြလားကဲဒီအကြောင်းကိုအတူတူတစ်ချက်လောက်ဝင်ကြည့်ကြအောင်ကဲဒီမှာမိခွန်းလေးတစ်ခုစံမင်းရဲ့ကြက်သွန်ရီတစ်လုံးရဲ့ပြီးတော့ညစာတနက်ရဲ့ဒီသုံးခုကိုဘာကများဆက်ဆက်ပေးထားတယ်လို့ထင်လဲညနေတော့ထူးဆန်းတယ်လို့ထင်ရနိုင်ပေမဲ့လေသူ့ရဲ့အဖြေကတော်တော်လေးကိုအားသင့်စရာကောင်းပါတယ်အဖြေကတော့ရုပ်ဝက်ကုတ်တစ်ခုပါပဲဟုတ်ပါတယ်အဲ့ဒီကုတ်ကလည်းဘယ်ကစလဲဆိုတော့အရေပြားရဲ့အောက်အနေဆိုင်ဆုံးနေရာကနေစတာပါဒီတော့ကျွန်တော်တို့ပထမဆုံးစပြီးစူးစမ်းကြည့်မယ့်ຢာကတော့စံပင်ရစ်ဇီဝဘက်ကဆိုင်ရလိုအပ်ချက်တွေပါပဲကဲစံပင်အကြောင်းပြောအောင်စံပင်ဆိုတာအပေါ်ယံကြည့်ုံနဲ့တော့မပြီးဘူးရသူ့ရဲ့နောက်ွယ်ကရှုပ်ထွေးလာတဲ့ဇီဝဆက်ရန်တရားကြီးတွေကိုတခါတည်းဆင်းကြည့်လိုက်ကြရအောင်စပင်တပင်ရဲ့အသက်သွေးကြောအဓိကအယမိတ်က hair follicle လို့ခေါ်တဲ့စပင်မွေးညင်းအိတ်ပါပဲသူကလေအရေပြားထဲမှာရှိတဲ့ခြေအိတ်လေးလိုပုံစံမျိုးတိဆောက်ထားတာသွေးကြောတွေကနေအာဟာရတွေယူတယ်ပြီးတော့စပင်တစ်ဖြစ်ပေါ်စေမဲ့ pigment cells stem cells တွေရှိနေတဲ့နေရာပေါ့တကယ်ကိုသက်ရှိစက်ရုံလေးတစ်ခုအလုံးလုံးနေတယ်လို့ပါပဲဒီအချက်ကတော်တော်များများမတိကြဘူးဗျကျွန်တော်တို့မြင်နေရတဲ့ကင်လို့ရနေတဲ့စင်မင်သားchef လို့ခေါ်တဲ့အပိုင်းကလေတကယ်တော့တက်မဲ့ဖြစ်နေတဲ့ keratin cells ဆိုစထားတဲ့ကြိုးတစ်ချောင်းလိုပဲအောက်မှာရှိတဲ့တက်ရှိမွေးညင်းအိတ်ကနေအပြင်ကိုတွင်းထုတ်လိုက်တဲ့အရာတွေပေါ့ဗျာစပင်ပေါက်တဲ့ဖြစ်စဉ်ကဂျပန်မို့ဗျာသူ့မှာအဆင့်30နဲ့လက်ပတ်နေတဲ့အတန်တရာတစ်ခုလိုပဲပထမဆုံး anagen ဆင့်ဒါကကြီးထွားတဲ့အဆင့်ပေါ်2နှစ်ကနေ6နှစ်ထိတောင်ကြာနိုင်တယ်ဒီအချိန်မှာစပင်မိက cell တွေကတအားကိုအလျင်မြန်ပွားများနေတာပြီးရင်တော့ keratin အကူပြောင်းအဆင့်ပေါ်ဒါတော့တစ်ပတ်နှစ်ပတ်လောက်ပဲကြာတယ်ကြီးထွားမှုရက်သွားတယ်နောက်ဆုံးအဆင့် telogen အနားယူတဲ့အဆင့်ပေါ်ဒီမှာတော့စပင်အဟောင်းကကျွတ်ထွက်သွားပြီးမွေးညက်အိတ်ကစပင်အသေးအသွပြန်ပြင်ဆင်တော့တာပဲဒါတဘာဝတရားကရည်ဆွဲထားတဲ့ဇီဝကုတ်တစ်ခုလို့ပြောလို့ရတာပေါ့ကဲစံပင်နဲ့နောက်တစ်ခုကိုခွန်ကူးလိုက်အောင်အခုဂျက်တိုနီရဲ့လျှို့ဝက်ပေါ်အကြောင်းကိုပြောပြမယ်သူ့မှာဇလန်နှစ်ခုရှိတယ်ဗျာတစ်ခုကအယောင်အတွေးတွေနဲ့ဖန်တီးမှုအမှုပညာဇလန်နောက်တစ်ခုကတော့ဆဲရရဲ့အကြက်အတည်းအကြောင်းတော်တော်လေးကိုဆန့်ကျင်မယ်နော်ဒီမှာစကားတစ်ခုရှိတယ်ကျက်သွန်နီအခွန်တွေဟာတဘာဝဆူစေးတဲ့အကောင်းဆုံးပဲဒါပေမဲ့ရလက်တွေကတစ်ခါနဲ့တစ်ခါမတူနိုင်ဘူးမထိမထားတာတွေကိုမျောလင်းထားပါတဲ့ဒါကသူ့ရဲ့ဖန်တီးမှုပဲချမ်းကိုပြောရတော့ပေါ့ဟုတ်ပါတယ်မိဖို့ချောင်းတွေကလွှင့်ပြရမယ်ကျက်သွန်နီအခွန်တွေကနေသုံးမွေးချီမြင်တဲ့ပုံမှာအဝါလင်မွန်အစင်းအညိုဒီလိုအယောင်ဆုံးပါတဲ့လှပတဲ့အယောင်တွေကိုဖန်တီးလို့ရတယ်တကယ်ကိုရိုးရှင်းပြီးလှပတဲ့ရိုးရအနုပညာတစ်ခုပါပဲဒါမှမဲ့အခုကျက်သွန်နီရဲ့နောက်တစ်ဖက်ချမ်းသိပ္ပံနေကြလူရဲ့တစ်ဖက်ကိုကူးကြည့်အောင်ကျက်သွန်နီသူ့ရဲ့သိပ္ပံနာမည် Allium Sepa ဆိုတာ bio indicator လို့ခေါ်တဲ့သက်ရှိညွန်ကင်းတစ်ခုရာဆိုလိုတော့ကသူကဂေဟာစင်းတစ်ခုရဲ့ချားမာရဲ့အခြေအနေကောင်းလားမကောင်းလားဆိုတာကိုဖော်ပြပေးနိုင်တဲ့သက်ရှိတစ်ခုပေါ့သူ့ရဲ့ cell တွေကအစိတ်အတောက်တွေနဲ့တွေ့ရင်ကြိုတင်ခန့်မှန်းလို့ရတဲ့ပုံစံတွေနဲ့တော့ပြန်တတ်တယ်ဒီစီအားကိုတစ်ချက်ကြည့်လိုက်ပါဒါကဂျီနီကောပါကကျက်သွန်နီမစ်ဆဲလ်တွေပေါ့ဘလို့တက်ရောက်လဲဆိုတာကိုပြထားတာပုံမှန်ချီနေမှာဆိုရင် cell တွေဘယ်လောက်မြင်မြဲကွဲပါနေလဲဆိုတာကိုပြတယ် mitotic index က 30.5% ရှိတယ်တော်တော်များတာနော်ဒါပေမဲ့ဂျီနီအနည်းငယ် 5 ppm လောက်နဲ့ထိတွေ့လိုက်တာနဲ့အဲ့ဒီနှုန်းကဘယ်လောက်ဖြစ်သွားလဲကြည့်လိုက်1.9% ပဲကျန်တော့လဲထိုးကျသွားတာပဲဒါဟာသူ့ရဲ့ဇီဝကုတ်ကိုပြင်မအစိတ်တောက်ကဘယ်လောက်ထိပြင်းပြင်းထန်ထန်နှောင်းရက်လိုက်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြလဲလာပဲအနုကြီးမှန်ပြီးလို့အောင်မှာကြီးလိုက်တဲ့အခါမှာကအစိတ်သေးနေတဲ့ကျက်သွန်နီဆဲတွေမှာခရိုမိုဆိုးတွေအပြင်းထန်ပျက်စီးနေတာကိုတွေ့ရမှာပါစောစောကပြောခဲ့တဲ့လာပါတဲ့ဆိုးစေးရောင်စုံတွေနဲ့အခုမြင်နေရတဲ့ပျက်စီးနေတဲ့ဂျီယန်ရဲ့ပုံအိတ်ဒီနှစ်ခုကြားကကွာခြားချက်ကတကယ်ကိုတုံ့လုံစရာပဲနော်โอเคအခုတော့ဇီဝကုတ်တွေကနေယဉ်ကျေးမှုကုတ်တွေစီကိုပြောင်းကြည့်ကြအောင်ပန်းကန်းပြားပေါ်မှာတည်ခင်းထားတဲ့ယဉ်ကျေးမှုရဲ့နက်နက်ရှိုင်းရှိုင်းတတာစီးမြင်နေကြောင်းပြောကြမယ်ဒီညမှာ cosmology ဆိုတာစကြဝဠာအကြောင်းကိုပြောနေတာမဟုတ်ဘူးနော်ပညာရှင် Johann Galton ကဒီစကလုံးကိုယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုရဲ့ခုတ်လို့အတိပ္ပယ်ဖွင့်ရတာတနည်းပြောရင်မျိုးစစ်ပေါင်းများစွာနိုင်ငံအများအပြားကိုလွှမ်းခြုံထားတဲ့ယဉ်ကျေးမှုကြီးတစ်ခုကိုပုံဖော်ပေးနေတဲ့ရေးမထားတဲ့စီးမြင်တွေနဲ့ဘာသာစကားတစ်ခုလို့ပေါ့တင်းဘာစာလဲဆိုတာကိုပြောပြပါတင်းဘာလို့လဲဆိုတာကိုကျွန်တော်ပြောပြမယ်ဆိုတဲ့နာမည်ကြီးစကားပုံတစ်ခုရှိတယ်လေဒါကအစားအစာနဲ့ယဉ်ကျေးမှုဆိုင်ရာကိုယ်တလက်နာကြကဘယ်လောက်နည်းနည်းရှိုင်းရှိုင်းဆက်ဆက်နေလဲဆိုတာကိုပြနေတာပါပဲဥပမာအနေနဲ့အနောက်တိုင်းနဲ့တရုတ်အစားအစာဒီခင်းပုံကိုယဉ်ကြည့်ရအောင်
အနောက်တန်းရစားစာကအများအဖြစ်အပေါ်စားနဲ့စာပြီးကအဓိကဟင်းပွဲဆိုတဲ့အထွတ်ထိပ်စီကိုမြင်းဖြောင်းအတိုင်းတွားလိရှိတယ်တခါတွားပြီးရင်ပြန်မလဲတော့တဲ့ခရီးစဉ်တစ်ခုလိုပဲတရုတ်အစားအစာကတော့အဲ့လိုမဟုတ်ဘူးဟင်းပွဲများစွာနဲ့လှိုင်းတွေလိုအတက်အကျရှိတဲ့ပုံစံမျိုးရှင်းလင်းတဲ့အစီအစဉ်မရှိဘဲဟင်းပွဲအားလုံးကအရေးပါနေတယ်ဒါတွေဟာယဉ်ကျေးမှုတစ်ခုစီရဲ့အတွင်းစင်မြင်ဒါမှမဟုတ်တက်တာကိုထင်ဟပ်နေတာပဲပေါ့ကဲအခုဆိုရင်အဆုံးသတ်ပိုင်းကိုရောက်လာပါပြီဒီဥမာသုံးခုလုံးကိုပြန်ပေါင်းပြီးတော့ဇီဝပေဒနဲ့ယဉ်ကျေးမှုကကျွန်တော်တို့ဘဝရဲ့စီးမင်းတွေကိုဘယ်လိုများရေးဆွဲနေတယ်လဲဆိုတာကိုပြန်ခြုံငုံကြည့်ကြရအောင်ဆိုတော့ကျွန်တော်တို့တွေ့ခဲ့တဲ့လျှို့ဝှက်ကုပ်၃မျိုးကတော့တစ်စမင်မွေးညင်းအိတ်ထက်မှာစနစ်တကျ program ချထားတဲ့စမင်ကြီးထွားမှုရဲ့ဇီဝကုပ်နှစ်ပတ်ဝန်းကျင်ရဲ့ကျန်းမာရေးကိုအသေးစိတ်ဖော်ပြပေးနေတဲ့ချစ်တော်နီရဲ့ cell code ပြီးတော့သုံးယဉ်ကျေးမှုဖွဲ့စည်းတစ်ခုရဲ့စီချက်ကိုထင်ဟနေတဲ့အစားအစာဒီခင်းပုံရဲ့ယဉ်ကျေးမှုကုတ်တို့ပဲထိပါတယ်အဓိကမှတ်သားရမယ့်အချက်ကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေစပြီးစားသုံးတဲ့စားစာအထိဒီကဘာကြီးတစ်ခုလုံးဟာမမြင်ရတဲ့ပုံစံတွေနဲ့တိတ်ဆိတ်တဲ့ဘာသာစကားတွေရဲ့အုပ်စုမှုအောင်မှရှိနေတယ်ဆိုတာပါပဲဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုကကျွန်တော်ရဲ့နေ့စဉ်ဘဝပတ်ဝန်းကျင်မှာတော့တခြားဘလို့လျှို့ဝှက်ကိုအဒီကအရာရာကိုနောက်ွယ်ကနေပုံဖော်နေသေးလဲဆိုတာပါပဲ